လက်ရှိလုံးမှာအစမပြေလို့စိတ်ညစ်နေလားဒါဆိုဒီတိုင်းလေးပဲတွေးကြည့်လိုက်ဒီအလုပ်ကထွက်ရင်ဒီချက်ကောင်းတဲ့ညာတွေပဲဆိုတာကိုတွေးအလုပ်တစ်ခုမှာနေရာလိုချင်လို့ဂလိန်းကလေးလောက်တဲ့လူအများကြီးရှိတယ်သူတို့ကျေးဇူးတင်ဘုံမောအဲ့မှာအသက်ကြီးရည်လောက်ရမှာအလုပ်တစ်ခုကြာလောက်ရအသက်ကြီးတာပဲဖတ်တယ်ကိုယ်ပိုင်လုံးမလုံးနိုင်ရတော့ပညာလို့ရှာရမှာပဲဆက်ဆက်များတဲ့လို့ဆိုရင်ပညာရှာပါပညာများတဲ့လို့ဆိုရင်အပေါင်းသိရှာပါအပေါင်းသိများတဲ့လို့ဆိုတော့ဘာအတိတ်ပဲမှမရှိတော့အလုပ်မှာပြောအောင်နေပါမချစ်ပါနဲ့အလုပ်ကိုချစ်ပြီးစောက်ရန်ကြိုးစားကြတယ်ပဲတတိယမှာမင်းကိုစောက်ရန်ကြိုးစားပါတယ်ဆိုပြီးအဲ့လိုချန်တော့ကျူးရဟာတာမပေးဘူးတတိယတွေကသူတို့တေးလောက်အောင်ဖြုံးတာလုပ်သမားတွေဆိုချူးပြပြတာမကြောက်ပေးတဲ့တတိယတွေရှိပါတယ်ပုံနေထဲမှာကျိုးသားတဲ့အမြင့်အောင်ရောက်ဖို့မစင်ရနဲ့မင်းမဖားတဲ့တချို့တွေရှိတယ်ငါလုံးငါနေရာမှာငါမရှိမဖြစ်ဘူးထင်လို့လားဒီနေ့မရှိမနှက်ပြန်ငါမင်းထက်ပါတဲ့လူငါမှာအဲ့တော့ဘာပြောချင်လဲဆိုတော့ကိုယ့်တတိယသူများအဖြစ်မဲ့အစားကိုယ့်တတိယကိုရောဖြစ်လို့မရဘူးလားကိုယ်ပိုင်တစ်ပိုင်းတစ်နိုင်လှုပ်လေးတွေစမ်းပြီးလှုပ်ကြည့်ပါလို့ပြောချင်တယ်ဘာမှမကျွန်တော်တို့ဒီပါနောက်ပြီးတော့ပြန်လဲဆုံးဖြတ်တယ်